မနက်ခင်းစောစောမှာတော့အာမာနဲ့အိယာနိုးလာပြီးသူ့လက်မအောင်ခေါင်းအိမ်နေတဲ့မာဟီကိုစိုက်ချီနေကချစ်စရာလေးလို့ရေရွတ်နေပါတယ်။အာမာနဲ့အဖေဖူဂျီမီယာတကားဖွင့်ဝင်လာပြီးအာမာနဲ့မာဟီကိုသူအိတ်နေတာအောင်မြင်သွားတာကြောင့်မာဟီကိုနိုးလာမှာဆိုတဲ့အာမာနဲ့ကလည်းသူ့အဖေကိုလက်ဟန်ချီရန်နဲ့အချက်ပြလိုက်ပြီးဖူဂျီမီယာအတန်မထွက်အောင်ဒါလေးတကားဖိတ်ပြီးပြန်ထွက်သွားခဲ့ပါတယ်။ဒီလိုအန်နီမီစကားကောင်းလေးတွေကိုကြည့်ဖို့ကျွန်တော်တို့ channel လေးကို like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါအောင်ဗျ။ခဏအကြာမှာတော့မာဟီကိုနိုးလာပြီးအာမာနဲ့ကိုမြင်သွားကကြောင်ကြည့်နေလို့အာမာနဲ့ကလည်းမာဟီကိုနမ်းလိုက်ကညတညတာအတူဖြတ်တန်းခဲ့တာလို့ပြောလိုက်တော့မာဟီကလည်းအလန်တရားထားလိုက်ပြီးအာမာနဲ့ကတော့မဟုတ်တာမလုပ်ပဲစောစောကနမ်းလိုက်တာလေးတစ်ခုပဲလို့ဖြေလိုက်ပါတယ်မာဟီကအာမာနဲ့ရဲ့ရင်ဝင်ထဲမှာနေရတာနှွေးထွေးပြီးတက်တောင့်တက်တာရှိတာကြောင့်အိပ်ပျော်သွားတာလို့ပြောလိုက်တော့အာမာနဲ့ကရင်ခုန်မသွားဘူးလားလို့မေးနေပြီးမာဟီကအခုလည်းရင်ခုန်နေတာလို့ပြောလိုက်တော့အဲ့ဒါဆိုနေတိုင်းအိပ်မလားလို့အာမာနဲ့ကမေးလိုက်ကမာဟီလည်းရှက်သွေးပြနေခဲ့ပါတယ်ခဏအကြာမှာတော့မာဟီကတခုခုကိုတတိယသွားပြီးချစ်တူရီစားတွေဆိုအတူအိပ်လို့ရတယ်မဟုတ်ဘူးလားလို့မေးလိုက်တော့အာမာနဲ့ကလည်းဟုတ်တယ်လို့ရိုးရိုးသားသားနဲ့ပြောလိုက်ကမာဟီကအာမာနဲ့အချိန်အကြာကြီးသူရှိနေရမှာကြောင့်ပြောနေပြီးမကြိုက်ဘူးလားလို့မေးလိုက်တာကြောင့်အာမာနဲ့ကလည်းအကြိုက်လွန်တဲ့အပြင်ပျော်တောင်ပြောနေရလို့ဖြေလိုက်အာမာနဲ့ကအရင်ထားလိုက်ပြီးမာဟီကတော့မနက်ခင်းအနမ်းလေးနဲ့နှုတ်ဆက်လိုက်ပါတယ်မနေ့စာတော့အရင်ပိုင်းမှာမာဟီကဂရီပေးထားတဲ့အတိုင်းအိုမိုရိုက်ကြော်ကြွေးပြီးအာမာနဲ့မျက်နှာမကောင်းတာကြောင့်ရှီယိုကိုကမနေ့ကအလဲထွက်သွားခဲ့ရင်တခုခုအဆင်မပြေတာတွေ့ခဲ့လို့လားလို့မေးလိုက်အာမာနဲ့ကလမ်းလျှောက်ရင်သူ့ကိုငယ်ဘွားရဲ့စိတ်ဒဏ်ရာတွေပေးခဲ့တဲ့တငယ်ချင်းအောင်သူကြီးနဲ့ဆုံတွေ့ခဲ့ရပြီးသူကမပြောညံ့တော့ကြောင်းနဲ့အဲ့လိုမကောင်းတဲ့တငယ်ချင်းတွေနဲ့နောက်ပဲတော့မှထပ်တွေ့ဖို့မရှိတော့ဘူးလို့တခါလေးပြောခဲ့တယ်လို့ပြန်ဖြေနေပါတယ်ရှူတိုကသူ့သားရင်းချက်လာပြီလို့ပြောကအာမာနဲ့ကမာဟီကိုကြော်ကြွေးတဲ့ထမင်းကြော်ကအရန်ကောင်းတယ်လို့ပြောလိုက်ပြီးအချက်ကလူတွေကိုတာမအောင်လုပ်နိုင်တာပဲအာမာနဲ့လည်းလူကောင်းရှာသွေးခဲ့တာဝမ်းသာပါတယ်ဥပမာငါနဲ့ရှီယိုကိုလိုပေါ့လို့ရှူတိုကဘာမဆိုင်ညာမဆိုင်ရှစ်ကြည်နူးပြနေပါတယ်သားသမီးတွေရိုရာတောင်မျက်စိနှောက်နေရတဲ့တင့်အတွက်ကတော့စိုးဆက်ပါပဲရှီယိုကိုကမာဟီကိုအာမာနဲ့ကိုအားကိုဖို့နဲ့အာမာနဲ့ရဲ့တကူရီတခါကအလုပ်တွေကြီးလိုက်လုံမပေးဖို့မှားနေကမာဟီကလည်းအာမာနဲ့ကိုသူအမြဲအားကိုနေရတာပါလို့ပြန်ဖြေလိုက်ပါတယ်ရှူတိုကလည်းအာမာနဲ့ကိုမာဟီကိုကူညီရိုင်းပေးမှုမှာနေပြီးအာမာနဲ့ကမာဟီကိုနဲ့လက်ချင်းချိတ်ပြီးထမင်းစားပြနေတာကြောင့်ရှီယိုကိုကချစ်စရာလေးလို့ဆိုကအလုပ်တာမသွားရင်ဒီလိုလေးတွေမြင်ရမှာလို့ပြောလိုက်တော့အာမာနဲ့ကသူ့မိဘတွေအလုပ်မြန်သွားဖို့ပြောနေပြီးရှီယိုကိုကချစ်ချင်နူးကြတော့မှာပေါ့လေလို့စားလိုက်တော့အာမာနဲ့ကလည်းဟုတ်တယ်ဘာဖြစ်လဲလို့ရှယ်ရမ်းနေခဲ့ပါတယ်နေခင်းဘက်မှာတော့အာမာနဲ့ကိုချစ်ချင်နူးရဲဆိုတာဘာလို့တာလဲလို့မာဟီကမေးနေပြီးဖက်တာတို့နန်းတာတို့ထင်တယ်လို့အာမာနဲ့ကပြောလိုက်ကနီနီကက်ကက်နေဖို့ပြောရင်မာဟီကိုအာမာနဲ့ကဖက်တာကတဖွားဖွားနန်းနေကြရင်တနေ့တာကုံဆုံးသွားခဲ့ကြပြီးအာမာနဲ့မိဘတွေကလည်းအိမ်ပြန်ရောက်လာခဲ့ကြပါတယ်မာဟီရဲ့မျက်နှာကနေရဲပြီးရှက်သွေးဖြာနေရကြောင်းရှီယိုကိုကမေးနေပြီးအာမာနဲ့မဟုတ်မှလွယ်ရောက်လို့ဆိုလိုက်တာကြောင့်အာမာနဲ့ကလည်းကိုထီးလက်ရောက်မဟုတ်တာလုံးမထားဘူးလို့ဖြေနေပြီးရှူတော့အပြေးအဝချစ်ကြည်နူးနေကြတာပဲလို့ပြောလိုက်ပါတယ်ရှီယိုကိုကသူလဲမာဟီနဲ့ချစ်ကြည်နူးခြင်းကြောင့်ပြောပေမဲ့အာမာနဲ့ကဒါသူ့အပိုင်မို့မရဘူးလို့ဆိုပြီးသူ့အမေနဲ့ပါလူတဝင်တိုးနေကရှူတော့မာဟီမိသားစုလိုနေခြင်းနဲ့ပြောထားတာကိုတတိယပြီးနောက်အပတ်ပိတ်ရက်မှာတမိသားစုလုံးအတူအလဲထွက်ကြမယ်လို့ရှီယိုကိုကပြောလိုက်ကမာဟီကလည်းပျော်သွားခဲ့ပါတယ်နောက်နေ့မှာတော့မိုးရီရွာနေကအာမာနဲ့ကမိုးရွာတွေကပြန်လာပြီးမာဟီကအစင်သစ်ရေချိုးဖို့ပြင်ထားပေးပြီးအာမာနဲ့ကလည်းရေသွားချိုးလိုက်ပါတယ်အာမာနဲ့ကမာဟီကခေါင်းချအောင်လုပ်ပေးနေပြီးသပင်ကိုဂယူးမဆိုင်တာတောင်အာမာနဲ့ရဲ့သပင်ကအီးစင်နေတာပဲလို့ပြောလိုက်တော့အာမာနဲ့ကလည်းမာဟီရဲ့သပင်လေးတွေကလည်းအီးစင်စင်လေးနဲ့တောက်ပနေတာပဲလို့ပြန်ဖြေလိုက်ပါတယ်မာဟီကသူသပင်ညှပ်ဖို့လုပ်ခဲ့ဘူးတယ်လို့ပြောလိုက်ကအာမာနဲ့ကိုသပင်အတူကြိုက်လားအရှိကြိုက်လားမေးလိုက်တော့အာမာနဲ့ကနှစ်ခုလုံးကိုသဘောကျပြီးမာဟီကိုသပင်အရှိလေးနဲ့လှလှပပနေတာလေးကိုသဘောကျလို့သပင်အရှိကိုပိုကြိုက်တယ်လို့ဖြေလိုက်ပါတယ်အာမာနဲ့ကလည်းအိမ်မေကွန်းကိုပြန်မေးလိုက်ကမာဟီကတော့အာမာနဲ့ဘလို့နေချစ်တယ်လို့ပြောပြီးချစ်ချင်နူးနေကြပြန်ပါတယ်နောက်တစ်နေ့မှာတော့ရှီယိုကိုတို့ကမာဟီအတွက်အင်ကြီးလိုက်ဝယ်ပေးနေရင်ဘယ်အရောင်ကြိုက်လဲလို့မေးလိုက်တဲ့အခါမာဟီကအာမာနဲ့ကိုရွေးခိုင်းပြီးအဝါရောင်လေးကိုပဲရွေးပေးလိုက်တော့မာဟီကအာမာနဲ့ရွေးပေးတဲ့အရောင်လေးကိုပဲယူလိုက်ပါတယ်အာမာနဲ့ကသူတို့အလဲသွားတော့ဝယ်ခဲ့တဲ့အင်ကြီးလေးကိုဝေးဖို့ပြောတော့အဲ့ဒါဒိမ့်မဝေးပြခြင်းလို့မာဟီကပြောလိုက်ကအာမာနဲ့ကလည်းဒီတစ်ခါမိသားစုအတူသွားရပေမဲ့နောက်တစ်ခါဆို2ယောက်အတူသွားကြမယ်လို့ပြောကဘယ်ကိုသွားခြင်းလဲလို့မေးလိုက်တော့အာမာနဲ့2ယောက်အတူရှိနိုင်မယ်ဆိုရင်ဘယ်မဆိုသွားနိုင်တယ်လို့မာဟီကပြန်ဖြေလိုက်ပါတယ်နောက်နေ့တွေမှာတော့မိုးရီယာဇက်တိုက်ရွာနေတာကြောင့်အာမာနဲ့ကကြိုချင်းထားခဲ့ပေမဲ့မာဟီနဲ့ဒိတ်လုံးမဲ့အစီအစဉ်အပြတ်သွားပြီးမာဟီကစိတ်ကောက်နေပါတယ်အာမာနဲ့ကတော့ပြန်လိုက်ချော့နေပြီးမျောလင့်ထားတာကိုလိုက်မပို့နိုင်လို့စိတ်မကောင်းဘူးလို့ပြောနေကမာဟီကလည်းအာမာနဲ့အေးအေးဆေးဆေးဖြတ်တန်းရတာကိုပြောပါတယ်လို့ပြောလိုက်ပြီးအာမာနဲ့ကပောက်ကရတွေပြောနေပေမဲ့မာဟီကအဲ့လိုပောက်ကရလုပ်နေတဲ့ပုံစံလေးကိုပဲချစ်တာလို့ပြောပြီးနမ်းလိုက်ကြပါတယ်မိုးရွာကလည်းလုံးဝမပြတ်တာကြောင့်အပြင်ကိုသွားမထိဖြစ်ကြပေမဲ့အာမာနဲ့မာဟီကအိမ်ထဲမှာပဲ2ယောက်အတူတူအချိန်ကုန်ဆုံးခဲ့ကြပြီးအပြင်မှာဒိတ်ကြလို့ပဲဖြတ်တန်းခဲ့ကြပါတယ်အာမာနဲ့ကအိမ်အလုပ်တွေအကုန်လုပ်ပြီးသွားတော့မာဟီကအာမာနဲ့ကြည့်ကျင်တယ်ဆိုရဲအားလက်ရက်ကဝယ်ထားတဲ့အင်ကြီးလေးကိုဝေ့လာပြီးအိမ်ထဲမှာပဲဒိတ်မှာမို့တူပြင်ဆင်ထားတာလှရဲ့လားလို့မာဟီကမေးတော့တိတ်ကိုလှပပြီးမာဟီနဲ့မှာအင်ကြီးလေးကအသက်ဝင်လာတာလို့အာမာနဲ့ကကြပြားဆန်းဆန်းနေပြောနေလို့မာဟီကရှက်လာပြီးမပြောတော့ဘူးသားလိုက်ပါတယ်အာမာနဲ့မာဟီကအိမ်ထဲမှာပဲဆက်တိတ်နေကြပြီးအာမာနဲ့ကမာဟီရဲ့နားကိုထီဖို့လို့တော့မာဟီကရားတာကြောင့်မလုပ်ဖို့ထပ်ပြောလိုက်ပြီး
အာမနဲ့ကမာယူကိုဝစ်စုံလေးနဲ့အပြစ်မြင်နေတာပြောတာကြောင့်မာယူကနောက်ဆုတ်လိုက်ကအာမနဲ့ကအရန်လိုက်ကြောင်းနဲ့ချစ်စရာလေးလို့ပြောလိုက်တော့မာယူကလည်းရှက်နေပြီးမာယူကအာမနဲ့တာမန်နဲ့ရဲတင်းနေတာပဲလို့ပြောတော့အိမ်ထဲမှာနှစ်ယောက်တည်းအတူဒိတ်နေတာကြောင့်လို့အာမနဲ့ကပြန်ပြေးလိုက်ပါတယ်အာမနဲ့ကမာယူရဲ့ပါးလေးကိုကင်လိုက်တာကြောင့်မာယူကရင်ခုန်နေပြီးတယောက်တည်းရင်ခုန်ရတာမမျှတဘူးလို့ပြောလိုက်တော့အာမနဲ့ကမာယူကိုသူ့ရင်ဘက်ကိုနားထောင်ခိုင်းလိုက်ကချစ်ချီနူးနေကြပြန်ပါတယ်ဒီလိုနေထိုင်ကြတာတော့ဒိတ်လောက်တာလို့တော့ပြောနေကြပေမဲ့တကယ်ကသူတို့နေတတူကအလုပ်တွေဖြစ်နေကြပြီးအာမနဲ့ကမာယူရဲ့အိမ်ကိုတူလဲသွားလဲခြင်းတယ်လို့ပြောလိုက်တော့မာယူကတိတ်ဆိတ်သွားလို့အာမနဲ့ကမယုံကြည်တာကြောင့်မဟုတ်ပဲအတီးပြုတ်ကျင်တာတခုခုရှိလို့ဆိုလိုက်ကမာယူကလားလဲလို့ရတယ်လို့ပြောပြီးအာမနဲ့ကမာယူစပွဲပေါ်မှာထောင်ထားတဲ့ယောက်ျားလေးပုံအကြောင်းမေးလိုက်တော့မာယူကအဲ့ဒါအာမနဲ့ရည်နေတော့မှအာကာစဝါရိုက်ပေးတဲ့ပုံလို့ပြောပြလိုက်ပြီးမာယူကချစ်စရာပုံစံလေးနဲ့ချွဲနေကအာမနဲ့ကအချွဲတန်လိုက်တာလို့ပြောလိုက်တော့သူပဲချွဲခိုင်းပြီးလို့မာယူကပြောနေကချစ်ကြည်နူးနေကြရင်တိတ်မကြခင်ပြန်ရတော့မှာမို့အာမနဲ့ရဲ့မွေးရမြေကိုလွမ်းနေရတော့မှာဖြစ်ပြီးမာယူကအာမနဲ့ရဲ့အိမ်မှာနေရတာပြောနေကအာမနဲ့ကနောက်နှစ်မှာလဲနှစ်တစ်ကူတို့နွေရာသီပေးရတို့ဆိုရင်အိမ်ပြန်လှည့်ကြဖို့နဲ့မာယူရဲ့မွေးရမြေလို့သဘောထားဖို့ပြောရင်တဲ့အင်ဂျင်နေတော့အပိုင်းလေးကိုဒီမှာပဲအဆုံးသတ်ထားပါတယ်ဗျအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ